အခုဒီကုမ္ပဏီကလူတွေအားလုံးကလေဝိုင်းမစ်စုချခြင်းလို့တဲ့အဲ့ဒါမေးခိုင်းလိုက်တယ် ခါတော့တရားပေါ့ဗျာ တယောက်ချင်းချလို့ရမလားတဲ့ကို ရပါတယ်ဗျ အဖွဲ့ခွဲပြီးဝိုင်းချရင်ရောရမလားကို ရပါတယ်ဗျ တအုပ်လုံးအကုန်ဝိုင်းချရင်ရောရမလား အခက်တလန်းကအပူဝင်ငွေလေးရအောင်ယောက်ျားကအလောက်လေးပါလေဝိုင်းလောက်စမ်းပါမိမရ အိမ်မှာနိုးဆိုးတာကလေးတယောက်ရှိသေးရဲ့လေ ပဲကလေးမှမရှိတော့ပါဘူးကွာ တောင်းကနေလေအယုံဒီမှာဆက်မငါအလုပ်လုပ်မယ် အားလုံးပဲမင်္ဂလာပါရှင်။ပါရဲ့ channel လေးကနေပြီးတော့မိတ်ဆွေတို့တနေ့တာအမောတို့ပြပြောက်စီဖို့အရန်မှန်ကြီးရတဲ့ဟာတာဗီလေးနဲ့တင်ဆက်ပေးလိုက်ပါရနော်။ကဲအားလုံးပဲပါနဲ့တူလက်ကြည့်ပြီးတော့အတူညီမကြစို့နော် ဘသူပြောရလဲစင်းရင်းနေပြီလို့မွဲနေပြီလို့ဒုက္ခရောက်နေပြီလို့ဘသူပြောရလဲဟမ်ဘသူပြောတာလဲမသိရင်မှတ်ထားနော်အပေါ်ဆုံးကပိုက်စပိုက်စ ဟဲ့အောင်ကြီးနေမိန်းမပြောက်သွားဘာလို့ရဲစခန်းသွားမတိုင်တာလဲ အေးဟုတ်တယ်ဟိုတခါဆိုင်ကယ်ပြောက်လို့တိုင်တော့လေသူတို့9ရက်အတွင်းရှာပြီးပြန်လာပေးသွားတယ်ဒါမဲ့ငါစခန်းတော့မတိုင်ပြစီနဲ့ဟာ အဲ့လေအဲ့ဒါနဲ့တိုင်တဲ့နာဘောနေမိန်းမပြောက်သွားတာ ဒါမဲ့အဲ့ဆိုင်ကယ်ရတော့သူတို့က4ရက်လောက်သုံးပြီးမှပြန်ပေးတာ ။ဆန်နေလို့ပဲအစည်းခံပါဆိုလို့မတိုင်းတော့ဘူးနော် တနည်းအားဖြင့်မရထားနဲ့ခရီးသွားကြတယ်လုတ်သားပြည်သူများခင်ဗျာကျွန်တော်လက်ထဲမှာရှိတဲ့ပစ္စည်းကိုတခြားပစ္စည်းလို့တော့မမှတ်ကြပါနဲ့ ။ကလေးလေးလိုက်တယ်လူချင်း အ လိုက် ထ တယ် က်တရားမဟာကလက်ဖျားခါရတယ်ရက်စား ။က ပါ လေးလေးရဲ့ချစ်စရာလေး ပြီးတာဝင်းရက်စားတကယ်ကောင်းပါတယ်ဆယ်ပြားဖို့နဲ့တကယ်အားကိုးရတယ်ရက်စားအဖိုးနဲ့ပေမဲ့ပစိုးကွဲအောင်ပေါက်တယ်ရက်စားဇဘူးတခွင်မှာဘူးတင်ပေါက်လိုက်ရင်မအူပင်လောက်ကကိုကြားရတယ်ရက်စားတော်တော်လေးများရက်လိုက်ရင်မော်တော်ကလေးများထွက်တယ်လို့ဘွတ်နဲ့နေကြည့်စားကမေးဆွေးနဲ့မှားနိုင်ပါတယ်ခင်ဗျာနေကြီးကြောင်တောက်စားရင်မေဝင်းမောင်နဲ့လည်းမှားနိုင်ပါတယ်ခင်ဗျာလက်ဘဝပြကရက်စားရပါတယ်လူတကအပူသိကြရင်နမူနာယူကြည့်ကြပါခင်ဗျာကျွန်တော်ရက်စားဘလောက်စွမ်းတယ်လဲဆိုရင်ချောင်းစိုးနေသလားရေကြက်နေသလားတလိတ်ကတ်နေသလားအခုချက်ချင်းတောက်ပျောက်ပါတယ်အခုချက်ချင်း စကားတစ်ခွန်းပြောမယ်ဘယ်သူမှမပြောနဲ့ အေးပါမပြော ကျိန်ပြော အေးကျိန်နေဟဲ့ဘယ်သူမှမပြော ကျိန်တည်တယ်နော် top secret ဘယ်သူမှသွားမပြောအောင် ဟောမပြောပါဘူးလို့ပြောပြတယ်မှာ လာနေရွက်လေးရှေ့တို့ အေး လာမဲ့တရက်နေ့ဆိုနောက်နှစ်ကူပြီဟဲ့အောင်ကြီးငါအကျွေးပေး ဟာမိုက်အိမ်လိုက်ယူလေ ဟဲနင်းအိမ်လိုက်မြူဒီမှာလာပေး ဩအမကလည်းပတ်စံမပါဘူးပတ်စံအိမ်မှာလေအိမ်လိုက်ယူပါ နင်းအိမ်တော့မလိုက်နိုင်ဘူးဟဲနင်းမိမကြောက်လို့ ဟာမိုက်ဘာဖြစ်လို့ ခုနေ့ကနင်းအိမ်ကအကျွေးသွားတောင်းတယ်နင်းမိမကလေငါ့ကိုရန်တွေးလို့တာကက်ကက်ကိုလန်လို့ ကျွန်တော်မိမအေးပါတယ်အမရဲ့ အမလေးငါအကျွေးသွားတောင်းတော့ဗာပြောရထင်လဲရှင်ကပတ်စံကိုဘသူ့ကိုချီးတာလဲကျမဟုတ်လားကျမယောက်ျားဟုတ်လားကျမယောက်ျားကိုချီးတာမလားအဲ့တော့သူ့ရှိရတောင်းပြီးတော့ပတ်စံကိုဒီအိမ်မှာလာပေးတာမဟုတ်ဘူးမလားပေးတဲ့နေရာမှာတော့တောင်းကျမအဆက်ကွဲတယ်ကျမအိမ်မှာလာမတောင်းနဲ့လို့သူ့အော်လို့ငါအပြန်မယ်လို့တော့နောက်ဒီအိမ်ကိုမလာနဲ့လင်ငယ်ကိုချီးထားလင်ငယ်ချီးရတောင်းအဲ့လိုလေးပြောလို့တာဟေးအဲ့တော့ငါပတ်စံနေငါအိမ်လာပေး ဟုတ်ကဲ့မိုက်လာပေးမယ်နော် အေးပါငါသွားလိုက်မယ်လင်ငယ်ရေ လှတယ်မလှဘူးဆိုတာကိုကုသိုလ်နဲ့ကိုပဲ ဟုတ်တယ်မှန်တယ် တချို့ကရုပ်ဆိုးတယ်တချို့ကမလှဘူးတချို့ကကြတော့ရွက်ကြမ်းရည်ကျို နင်ရော ငါလှတယ် ။လာတယ် ငါတို့ကလေးတယောက်တော့ယူရအောင်လေ ဟာငါတို့ဘသူကပေးမှမလို့တော့ ဒီလိုအတူတူသွားပြီးတော့လေကလေးတယောက်တော့ယူရအောင်လို့ ဟာငါတို့နှစ်ယောက်သွားတောင်းတော့လေဘသူကပေးမှာလို့ ယောက်ျားကလည်းဒီလိုလေငါတို့နှစ်ယောက်ဒီလိုမျိုးလေးနဲ့ယူရ ငါတို့ရှ िख ိုးပြီးတောင်းတော့ဘသူကပေးမှမလို့တော့ ။ချေကြတာနော်ဒူးကြောင်စားရတာ ဒီလိုကောင်းတဲ့ကလေးမွေးလာငါတို့ပဲထွက်လာ ကိုကြီးအေးမတော့တော့ဘူးလား ဒီလားစောင့်နေတာ တာထုပါကိုကြီးရေဟိုဒါနဲ့လေဘယ်နှပါးတီတာစောင့်တာလဲ ဟိုအရက်သွားဝယ်တဲ့ဒီလားစောင့်နေတာ ။ဟုတ်။ကိုရောငါတို့သုံးရင်ခေါ်လိုက်သေးရဲ့ သမီးရဲ့ ရှမ်းဖေး နေ Facebook ပေါ်မှာတင်လဲတင်နိုင်လုံးနဲ့နော်ဓာတ်ပုံတွေရောစာတွေရောစုံနေတာပဲဗီဒီယိုတွေရော ဖေသမီးတင်သမျှကြည့်ပြီးပြောမယ်ဆိုအဖေကိုအမ်းမယ် နင်ကသားဖခြင်းအောင် ။သားပါချင် အဲ့ဒါဖေကလည်းပြောနေအောင်ဖေကြီးကမေကြီးကိုဘာကြည့်ပြီးယူခဲ့တာလဲ နင်းမေမှာစပယ်တင်မဲ့လေးပါတယ် ဖေကြီးရဲ့ဖေကြီးမို့လို့မှဲ့လေးတစ်ခုအတွက်နဲ့ပြဿနာကိုကြီးအိမ်ပေါ်ခေါ်လာ နင်းမေကြာနင်းလုံးလုံး မကြောက်တိုးတိုးလေးပြောတာ အကို
ကိုဒီကုမ္ပဏီမှာတော်လို့တဲ့အကုန်လုံးကလေးစားအားကြနေကြတယ် ဟာအဲ့လောက်လည်းမဟုတ်ပါဘူးဗျာ အခုဒီကုမ္ပဏီကလူတွေအားလုံးကလေဝိုင်းပြီးစုချခြင်းလို့တဲ့အဲ့ဒါမိခိုင်းလိုက်တယ် ခါတော့တရားပေါ့ဗျာ တယောက်ချင်းချလို့ရမလားတဲ့ကို ရပါတယ်ဗျ အဖွဲခွဲပြီးဝိုင်းချရင်ရောရမလားကို ရပါတယ်ဗျ တအုပ်လုံးအကုန်ဝိုင်းချရင်ရောရမလား ဒါတစ်ဖြည်းနဲ့နည်းနည်းလာလေ အေးကလေးထိမ့်ပြပါအောင်ဒီမှာပကံသွားစိတ်မလို့လို့ ရိုက်တော့တော့စီ ခကြပကံစိတ်ပြီးတော့လားကျွတ်မကလေးထိမ့်နေလောက်ကျွတ်ကျန်းနဲ့လိုက်အောင်မယ် အားရှာတယ်မင်းအေးစင်းနေမှာငါတော့သွားတိုက်လိုက်မယ် ဟုတ်တယ်ခကြကလေးကြည့်မိထားအောင်လိုင်းလေးကနေပစ္စည်းမှထားရောက်နေလို့တော့ပြလိုက်အောင်မယ် ရှာရငါတော့ယူနေ ရတယ်ကျမပတ်စံမရှိရသေးဘူး ငါဘူးဒီဆိုင်ရှင် ရတယ်ရှင်ဒီမှာစောင့်နေလိုက်ရတယ် ငါရှင်းလိုက်မယ် ရပါတယ် A few moments later. ဒါလည်းမမေလွယ်နေပြီ ပို့လာမပြောနဲ့ ဘယ်ကူကကျန်းနေလားကလေးခဏခေါ်တာ ကျမတိုက်ပြီးသွားပြီနော်လစ် မင်းဟိုကလေးအရှိမပစ္စည်းရောက်နေတာကိုတော့ယူလာကလေး ကျမယူပြီးသွားပြီကျမရှင်းပြယူပြီးသွားပြီနော် ဘယ်လိုဟိုကလေးရှင်းတော့ပေါ့ချင်ကလေးခဏကြည့်ချင်ရပါနော် ကျမတော့လည်းအဲ့လိုသွားခဲ့ရတယ်ရှင်လည်းအဲ့လိုသွားကလေးခေါ်သွား ဒီမှာ9မိနစ်လောက်9မိနစ်လောက်ပဲနော်ကလေးခဏကြည့်ပါ အော်ရတာဗောရလားကလေးကြီးကိုမြို့လွမ်းနေရောဗောလာ ဒီမှာကတော့ပတ်စံချက်ချင်းနဲ့နော်အချိုးပြောင်းလာ ခေတ်ကာလတွေကလည်းမကောင်းစီးပွားရေးတွေကလည်းစင်မပြေအလောက်ကိုင်းတွေကလည်းမရှိအေးအရင်ကဆိုရင်နှုတ်ဆွဲတဲ့ကလေးရှိလို့ယောက်ျားကိုလောက်ဝိုင်းမကူတာယောက်ျားအဖြစ်မပြောပါဘူးကွာအခုတော့ကလေးလေးနှုတ်ပြတ်ပြီဆိုတော့အဖက်တလန်းကအပိုဝင်ငွေလေးရအောင်ယောက်ျားကိုအလောက်လေးပါလေးဝိုင်းလောက်စမ်းပါမိမရ အိမ်မှာနိုးဆိုးတာကလေးတယောက်ရှိသေးရဲ့လေ ပဲကလေးမှမရှိတော့ပါဘူးကွာ တောင်းကနေလေဒီမှာကျမငါအလုပ်လုပ်မယ် ဒါဆိုတော့တလုံးပြတ်မထင်တော့ ကောင်းတဲ့ဝင် ဟောခေါင်းနဲ့ဝင် မင်းတို့ကားပေါက်သွားရင်အပြင်မှာချုပ်မဲ့အမေကောင်းနေရှိရဲ့ဘိုးရသွားမင်းတို့ပြန်ယူနေတာမဟုတ်လက်ဖက်နဲ့မှာပဲကောင်းတဲ့ဝင်မှာဆိုမှပဲ မောင်ကြီးအချိုးကြည့်ကြတယ် ဟယ်လိုမောင် ပြောလေမ ချစ်သူများနေကြရင်မောင်ကိုဘာ surprise တိုက်မှာလဲ မလိုချင်တာပြောပေါ့မောင်ဝယ်ပေးပါမယ် တကယ်လားယင်မောင်အဲ့ဆိုရင်မောင်ကို iPhone ဝယ်ပေးနော် ဟယ်လို ဟော iPhone ဆိုရင်ပြောပါကြ မောင်ဘက်ကလိုင်းမကောင်းအောင်မရဲ့မောင်ချလိုက်တော့မယ်နော် မောင်ဘက်ကလိုက်မကောင်းဘူးလား မောင်အားချောင်းလား အင်းမမောင်ကမောင်ကိုကားတစ်စီးလက်ဆောင်ဝယ်ပေးမလို့ တကယ်လားမခုမှပဲမောင်ဘက်ကလိုင်းကောင်းသွားတော့တယ်မရဲ့ ခုမောင်ဘက်ကလိုက်မကောင်းဘူးနော်မောင်ချလိုက်ပြီ Hi Hi မင်္ဂလာဆောင်ရအောင် အခုက Hi လုံးလေ မင်းလိုမိမမျိုးရထားတဲ့ဆိုတော့ငါကန်ဆိုးတာ တော်နဲ့ကြုံမပေါင်းဘူး မပေါင်းရင်လည်းဒီအိမ်ကဆင်းကွာ အမေရှိအိမ်မို့လို့လား ငါရောက်ခမရင်လေ ဒီကရောက်တော့ပိုင်ထုတ်ထားရရနော်မိမောင်လို့ဟုတ်တယ် အင်ကြီးရှင်တို့အင်ကြီးတော့မရှိဘူးဘောင်းမိပဲရှိအိတ်ချင်လို့အိတ်ချင်ကိုရင်ကိုပြိုင်လေအိတ်ရှိလားအော်နေရလားအင်ကြီးရှင်တို့ကြိုက်တဲ့ခွေးလေးများရှိရင်လွတ်ပေးပါလို့ကြိုက်တဲ့ခွေးတော့မရှိဘူးဗန်ဒီဖြိုးပဲရှိတယ်လေသူများလာတာမနာလို့ဖြစ်နေတာဒါလည်းပါရင်တော့ဒီ ဟယ်လိုချစ်လေးစားပြီပြီလား အင်းစားပြီရှင်ကဘာလို့လဲ ကိုငါလေးဟာ ငါဆိုတော့ဘယ်သူကသိမှာလဲ မနေ့ကပဲကိုကိုချစ်တယ်လို့အဖြေပေးလိုက်ပြီးတော့ အော်ကိုကျော်ကြီးလား ဟင် ကျော်ကြီးရတာပါတယ် ချူကိုလားအကူလားကိုဝင်းနိုင်လားဟောကိုတန်းဆုံးယူတယ် ဟုတ်ကဲ့အမကျွန်တော်ဖုံးမသွားလို့နော် အိမ်မက်မြမကောင်းဘူးဒီရဲ့တဲ့ ဖျားလေးပါလေရှင်ဖို့အိတ်လေယူတယ်
ဒီမှာတော့ဖျားရှိခိုးရမှာပေါ့အခုတက်ဆက်ပေးလိုက်တဲ့ဟာတာဖြူလေးရဒီမိုင်းပြီးဆုံးသွားပြီပေါ့နော်အခုလိုမျိုးရှင်ရတဲ့ဟာတာဖြူလေးတွေကိုကြိုက်တတ်တယ်ဆိုရင်ပါရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်နော်